ကိုယ်တော်မိုးလင်းမှသိတယ်သူဝိဇ္ဇာကိုခြေတင်တယ်ဆိုတဲ့သဘောလေးတနည်းမျိုးခြေတင်ပြီးတော့ဖော်ယူပြီးတော့သုံးဆွဲရမယ်ဆိုရင်မျက်တိတွေပါဒါတနည်းမျိုးမွေးသူပြဥမာပေးထားတာကိုယ်တော်ရတော့ဒါမဝင်းချိန်ကာလမှာတော့မောလင်းဆိုတာကမောဆိုတာကကိုယ့်ရဲ့နေ့ရဲ့ပြင်စဖို့၅ခုမြောက်လင်းဆိုတာကိုယ့်ရဲ့နေ့ရဲ့၄ခုမြောက်စတုယံအဲ့ဒီပြင်စဖို့နဲ့စတုယံကိုယ့်နေ့ရဲ့ပြင်စဖို့နဲ့စတုယံအညွန့်အရွက်ဒါတွေပြင်စဖို့က၅စတုယံတော့၄ဒီလိုပေါင်းတော့ကိုယ်တက်ရှိတဲ့ဒါလေးဘုရားပူဇော်တယ်အဲ့ဒါလေးပူဇော်ပြီးတော့ကိုယ်အလိုရှိရာဆန္ဒပြုတယ်ရှုထောင်းပြည့်တယ်ထူးခြားတဲ့ကံထူးတယ်ဆိုတဲ့အယူဆရှိတယ်အဲ့တော့ရှင်းပြပေးနဝင်းပေါ်ခြင်းနဝင်းတက်ပေါ်ခြင်းဆိုတဲ့အကြောင်းအရာနေတိုင်းသူ့နေ့ရဲ့မနေ့9နိုင်နဲ့10နိုင်ခွဲဟာနဝင်းတက်ပေါ်နေခြင်းအဲ့ဒီကာလအတော်အတွင်းမှာကုသိုလ်ကောင်းမှုကိုလုပ်ရမယ်ကိုယ်နဲ့ကိုယ်ပေါ့တနေ့နေ့ဘယ်လိုဆိုတနေ့နေ့မနေ့9နိုင်ဒါနေ10နိုင်ခွဲတွင်ဒီခုပြောမယ့်အစီအစဉ်လေးကိုစလုပ်အဲ့ဒါကိုယ့်ရဲ့စက်တက်လုပ်ရမှာအဲ့တော့ပဋိရလည်းစိတ်ရအောင်ပါပဋိစိတ်တဲ့အခါမှာသူ့ရဲ့သဘာဝအနေထားရဂုဏ်တော်9ပါးတဲ့ကကိုအရဟံကိုတိတ်ထားပြီးတော့ဒီနဝိဒဖြစ်စေတဲ့ကဏ္ဍတဲ့ကနေကိုခုဒီပြင်စဖို့နဲ့စဖို့ကိုယူပြီးစိတ်တာဒါထူးထူးခြားခြားကောင်းစေတဲ့နမိတ်ပဲပေါ့ဒါမှမဟုတ်ရင်လည်းကိုယ်နဝင်းကိုပဲဂုဏ်တော်9ပါးကိုပဲ9ပါးစိတ်ကိုရဒါထူးကြတယ်ကဲလွယ်တဲ့နည်းလေးနဲ့စပြီးရှင်းပြပေးမယ်မောလင်းဆိုတာကပြင်စဖို့နဲ့စတူယံမောလင်းကင်းဆိုတာနေသားတိတိရဲ့ပြင်စဖို့နဲ့စတူယံကိုပြောရမယ်တနေ့အနေနဲ့မွေးသူတယောက်ဟာတနေ့အနေနဲ့မနေ့9နိုင်နဲ့10နိုင်ခွဲအတော်တွင်မှာစင့်မြေအိုးစင့်လေးနဲ့တုတ်ထားတဲ့မြေအိုးလေးပေါ့စင့်ဆိုတာတော့မြေရငါအိုးကအကုန်ပေါင်းနဝင်းတယ်လေးရအောင်အဲ့ဒီစင့်မြေအိုးထဲမှာမှ၅ခုမြောက်တဲ့အရာဖြစ်တဲ့ပန်းဆိုတော့မင်းမျိုးပန်းက9ပွင့်ဝါညုံက4ညုံအဲ့ဒါကိုအဲ့ဒီအိုးထဲမှာထိုးပြီးတော့သတ်မှတ်ထားတဲ့အချိန်ပြရတင်လိုက်တင်ပြီးတော့နောက်ရေလဲပြီးနေကိုယ့်ရဲ့စက်တိုင်ညွန့်နေညွန့်နေလဲပြီးကိုယ့်ရဲ့စက်တိုင်ကအဲ့ဒီကိုယ့်ရဲ့နေတိုင်းဂုဏ်တော်9ပါးကိုတနေ့9ပါးစိတ်သွားအဲ့ဒါတနေ့လို့တဲ့တနေ့လာနေ့မွေးသူတွေအတွက်တနေ့လာနေ့မနေ့9နိုင်နေ10နိုင်ခွဲအတွက်မှာအိန္ဒိယမှာပဲဒီစစ်မျိုးတွေမှာဒီညွန့်က9ညွန့်နေမျိုးပန်း4ပွင့်ထိုးပြီးတော့ဘုရားတင်တာအညွန့်မခံတဲ့ဘုကိုယ့်ရဲ့စက်တိုင်တာတနေ့ကိုပတိ9ပါးဂုဏ်တော်9ပါးကိုစိတ်ပါအင်္ဂါနေ့မွေးသူတွေအတွက်ကြတော့အင်္ဂါနေ့မနေ့9နိုင်နေ10နိုင်ခွဲအတွက်စတင်လုပ်ရမယ်သုံးရမယ့်ညွန့်တွေကဓာညွန့်9ညွန့်နဲ့သီးညွန့်4ညွန့်ဒါအိုးရဲစိုက်ပြီးတော့တင်ထားလိုက်ကိုယ့်ရဲ့စက်တိုက်ဒါဒီနေ့ပတိ9ပါးဂုဏ်တော်9ပါးစိတ်ဘုဒ္ဓဟူးနဲ့ရာဟုကြအတူတူပဲဘုဒ္ဓမှာပဲလုပ်ရမယ်မနေ့9နိုင်နေ10နိုင်ခွဲအတွက်မှာပဲလုပ်ရမှာလေစစ်မြေထဲမှာမှထိုးရမှာကအုံညွန့်9ညွန့်ပြီးတော့ဓာညွန့်4ညွန့်ထိုးပြီးတော့ဘုရားမှာတင်ထားညွန့်နေလဲပြီးညွန့်ရင်ကိုယ့်ရဲ့စက်တိုက်ထားလူဝပတိစိတ်ဂုဏ်တော်9ပါးကိုရပေါ့ဇာတာပတိနေ့ဝေသူတွေအတွက်ဇာတာပတိနေ့မနေ့9နိုင်နေ10နိုင်ခွဲအတွက်မှာမြေစစ်မြေထဲမှာကံကောညွန့်9ညွန့်အုံညွန့်4ညွန့်ထိုးပြီးတော့တင်ထားကိုယ့်ရဲ့စက်တိုက်ဂုဏ်တော်9ပါး9ပါးစီစိတ်သွားလိုက်ဓာတ်ထူသွားတယ်တောက်ကြနေ့မွေးသူတွေအတွက်ကြတော့အချိန်စတင်တာကတောက်ကြနေ့ရဲ့မနေ့9နိုင်နေ10နိုင်ခွဲအတွက်မှာစတင်ဟိုထဲမှာစီးညွန့်9ညွန့်နဲ့ကံကော4ညွန့်ထိုးပြီးတော့တင်ထားပတိရတော့ကိုယ့်ဘက်ကိုယ့်ရဲ့စိတ်ပေါ့စနေနေ့မွေးသူတွေအတွက်ကတော့ရွက်လာညွန့်9ညွန့်နဲ့စီးညွန့်4ညွန့်ကိုထိုးပြီးတော့ဒီဟိုထဲမှာထိုးပြီးတော့ကိုယ့်ရဲ့ဓာတ်ပတိစိတ်ကိုယ့်ဘက်
ကိုယ်တော်ကိုယ်ပါဒီလိုသာဆောင်ရွက်ကြည့်ပါအဲ့တော့မောလင်းကင်းဆိုတဲ့ပြင်စပုတ်နဲ့စတူရန်ရဲ့တဘာဝနဲ့နဝင်းဓာတ်ကိုထိုင်ပြီးတော့အပူငိမ့်တဲ့ပြင်ဒီလိုစနစ်တကျလုပ်ပြီးဆူတောင်းပြည့်တယ်ဆူမတောင်းရင်လည်းရရင်ကောင်းကျိုးကံကြမ္မာအလူတယောက်ဖြစ်သွားတယ်တကယ်စမ်းကြည့်နိုင်တယ်မိုးလင်းသွားအောင်ပြီးတော့